မျိုးသမီးသည်ညတိုင်းကလေးငိုတံကိုအမြဲကြားနေရသည်သို့သောသူမအခန်းတကားကိုဖွင့်လိုက်သောအခါမည်သူမျှမရှိခဲ့ပေခင်ပွန်း၏ဘေးတွင်ဆရာဝန်တဦးရက်နေသည်ကိုမြင်လိုက်ရမှသာသူမသည်လှည့်စားခံနေရကြောင်းသဘောပေါက်သွားသည်အိမ်ထိန်းသည်ဆရာဝန်ရှိတွင်မိမိကိုအဖြူပြောင်းပြန်လုပ်ကာတမင်တကာပြုလုပ်ခဲ့ခြင်းဖြစ်သည်အမျိုးသမီးသည်ဆရာဝန်ကိုမိမိစိတ်ရောဂါဖြစ်နေပြီဟုထင်စေလိုကြောင်းသိလိုက်သည်ထို့ကြောင့်သူမသည်စိတ်တည်ငြိမ်ဟန်ဆောင်ကာလက်တလောစိတ်ဖိစီးမှုများလုံး၍ကောင်းကောင်းအနားမရသေးကြောင်းပြောဆိုခဲ့သည်ထိုစကားကိုကြားသောအခါဆရာဝန်ကအမျိုးသမီးကိုချက်ချင်းစစ်ဆေးခဲ့သည်အမျိုးသမီးသည်ထင်ယောင်ထင်မှားဖြစ်ခြင်းနှင့်မှတ်ဉာဏ်ချို့ယွင်းမှုများရှိနေပြီဖြစ်ကြောင်းပြောဆိုခဲ့သည်ချက်ချင်းကုသမှုစတင်ရမည်ဖြစ်ပြီးအမျိုးသမီးအားနောင်တွင်အပြင်မထွက်ရန်အကြံပေးခဲ့သည်ထိုစကားကိုကြားသောအခါခင်ပွန်းကလည်းသူမကိုအပြင်မထွက်စေရဟုပြောခဲ့သည်ခင်ပွန်းသည်သူမကိုစိတ်ရောဂါရှိအောင်လုပ်ပြီးသူမ၏ပိုင်ဆိုင်မှုများကိုတရားနည်းလမ်းတကျလွှဲပြောင်းယူလိုကြောင်းအမျိုးသမီးသိလိုက်သည်သူမအပြေရှာရန်အချိန်မရမီခင်ပွန်းနှင့်အိမ်ထိန်းတို့အခန်းထဲသို့ဝင်လာကြသည်သူမကိုအမြန်ဆုံးစိတ်ရောဂါရစေရမည်ဟုပြောဆိုခဲ့ကြသည်ထို့သို့ပြောပြီးနောက်သူတို့နှစ်ဦးသည်အမျိုးသမီးကိုရိုက်နှက်ခဲ့ကြသည်သူတို့ထွက်သွားသည်နှင့်အမျိုးသမီးသတိရလာသည်ဤအတိုင်းသာဆက်သွားပါကသူမသည်တေးရပါတေဆုံးလိမ့်မည်ကိုနားလည်ခဲ့သည်ထို့ကြောင့်သူမ၏တထေးဖခင်ကိုချက်ချင်းဖုန်းခေါ်ကာသူမကိုလာရောက်ကယ်တင်ရန်လူလွတ်ပေးဖို့တောင်းဆိုခဲ့သည်